မြန်မာနိုင်ငံမှာ online game တွေလို့ပြောလိုက်တာနဲ့တကယ် game အစ်စ်တွေပြင်တခြားတစ်ခုကိုပါတွဲမြင်လေးရှိကြပါတယ်။အဲ့ဒါကဘာလဲဆိုတော့ online slot လောင်းကစား game ပါပဲ။ဆိုတော့ဒီနေ့မှာကျွန်တော်က slot game ဆိုတာဘာလဲ၊ဘယ်ကနေဘယ်လိုစဖြစ်လာတာလဲ။ဘာလို့လူတွေကအရင်ဆွဲဆွဲလန်းလန်းနေစော့နေကြတာလဲ။လူတွေကိုဘယ်လိုဒုက္ခရောက်နိုင်စီလဲဆိုတာကိုဒီနေ့ရှင်းပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့ခင်ဗျားတို့အားလုံးကို slot game တွေရဲ့တမိုင်းကြောင်းနဲ့ပြောင်းလဲတိုးတက်လာပုံကိုအရင်ရှင်းပြမယ်။တကယ်တော့ slot game တွေဆိုတာတော်တော်လေးကိုရှေ့ကျတယ်လို့ပြောရမယ်ဗျ။ဆလော့ဂိမ်းတွေရဲ့ဘိုးကြီးဖြစ်တဲ့ပထမဆုံးဆလော့ဂိမ်းဆက်ကိုတီထွင်ခဲ့တာကတော့ဂျာမန်ပြည်ကအမေရိကန်နိုင်ငံသားဖြစ်တဲ့ချာလီဖေးဆိုတဲ့ပုဂ္ဂိုလ်ကြီးက1895ခုနှစ်ဆန်ဖရန်စစ္စကိုမှာစတင်တီထွင်နိုင်ခဲ့တယ်။အဲ့ဒီဆက်မှာဆိုရင်ရီ3ခုရဲ့စင်ပယ်5ခုရဲ့ရိုးတစ်ခုရဲ့ပါတဲ့ဆက်အသေးသားလေးတစ်လုံးပဲဒီနေရာမှာ rees တွေ symbol တွေ row တွေအကြောင်းကိုရှင်းပြပေးမယ်။ rees ဆိုတာကတော့ရှင်းရှင်းလေးပါပဲ။ဆလော့မှာပါတဲ့ဒီ downline column လေးတွေကိုပြောတာဗျာ။ symbol ဆိုတာကတော့ဆလော့ဆက်မှာပါတဲ့သင်္ကေတကိုပြောတာပေါ့ဗျာ။ဥပမာကျွဲပုံတို့မြင်းခွာပုံတို့စသဖြင့်ပေါ့နောက်ဆုံးကျန်တဲ့ row ကတော့ရှင်းပါတယ်ဒီအတန်းလေးပေါ့ဗျာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ slot game set တွေအကြောင်းကိုပြန်ဆက်ကြမယ်ဒီဘေးကြီးက slot set ကိုတီထွင်လိုက်တော့အဲ့ဒါက slot game တွေရဲ့အစဖြစ်လာတယ်ပေါ့ဗျာသူ့ဆက်မှာက symbol 5ခုပဲပါတယ်အဲ့ဒါတွေကခေါင်းလုံးပုံလေးရဲ့ heart shape ရဲ့မြင်းခွာပုံရဲ့တောင်းရဲ့ညင်းရဲ့အဲ့ဒါပဲပါတယ်ဒီလိုနဲ့လူသဘောသဘာဝအရစော့ကြတာပေါ့ဗျာလူတွေကနိုင်မနိုင်တော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အဲ့ဒီဆက်ရဲ့နာမည်ပြောင်းနည်းနည်းတော့စားတယ်လက်တစ်ဖက်တစ်များတယ်ဒီလိုနဲ့ပဲဆလော့ဆက်တွေကိုလူတွေစသိလာတယ်ပေါ့ဗျာအဲ့ဒီနောက်တော့ဆလော့ဆက်ကြီးကနာမည်ကြီးလာပြီးတော့အပန်းဖြေစကန်နေနဲ့ဘားတွေမှာပါထားတဲ့အထိဖြစ်လာတယ်1963ခုနှစ်မှာတော့ပထမဆုံးအနေနဲ့လျှက်စစ်နဲ့သုံးလို့ရတဲ့ဆလော့ဆက်ကိုစပြီးမိတ်ဆက်ခဲ့တယ်သူကဘာတွေပိုကောင်းသွားလဲဆိုတော့ပတ်စံတွေပိုပေးတယ်ပြီးတော့အရင်ကဆက်ထပ်ပိုပြီးမြန်ဆန်အလုပ်လုပ်ပြီးတော့ပိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ဗျာဒီလိုနဲ့တဖြည်းဖြည်းချင်းနာမည်ရလာတဲ့ဆလော့ဆက်တွေကကာစီနိုတွေမှာပတ်စံလွယ်ရတဲ့ငွေရင်းကြီးတစ်ခုဖြစ်လာခဲ့တယ်1986ခုနှစ်မှာတော့ဆလော့ဆက်တွေကိုအဆင့်မြင့်တင်ပြီး display မျက်နှာပြင်တွေနဲ့အစားထိုးပြီးအသုံးပြုလာကြတယ်။အရင်ကဆက်တွေထက်ပိုဆော့ကောင်းလာတယ်။လူတွေရဲ့မျက်လုံးတွေကိုလည်းပိုဖန်းစားလာနိုင်တယ်။အဲ့ဒီလိုနဲ့ပဲဆလော့ဂိမ်းဆက်တွေကအမေရိကန်မှာလည်းမဟုတ်ပဲ1990ခုနှစ်မှာတစ်ကမ္ဘာလုံးကိုစတင်ပြန့်နှံ့သွားတယ်။1998ခုနှစ်မှာတော့ Micro Gaming ဆိုတဲ့ software company တစ်ခုကနေပြီးတော့ပထမဆုံး online slot game ဖြစ်လာမဲ့ Cat Plus ဆိုတဲ့ game ကိုစတင်ပြီးတည်ထွင်လိုက်ကြတယ်။အရင်ကဆိုလူတွေကဆလော့တွေစော့ခြင်းအပြင်မှာရှိတဲ့စက်တွေကနေတစင်းတကူတကသွားစော့နေကြတာနေပြီးတော့အိမ်မှာကွန်ပျူတာလေးဖွင့်ပြီးအေးအေးစော့လို့ရတဲ့ပုံစံကိုပြောင်းလိုက်ကြတော့ဗောဗျာရှင်းရှင်းပြောရရင်တော့ဆလော့စက်ကြီးကို software တစ်ခုအဖြစ်နဲ့ပုံသွင်းလိုက်ကြတာပေါ့ဒီလိုနဲ့ခင်ဗျားတို့ကျွန်တော်တို့သိတဲ့ online slot game ဆိုပြီးတော့စတင်ဖြစ်ပေါ်လာတာပေါ့ဒီထွင်ကားစားကတော့ကွန်ပျူတာနဲ့ပဲအသုံးပြုလို့ရတဲ့ software တွေဖြစ်ခဲ့ပေမဲ့2010ခုနှစ်နောက်ပိုင်းမှာတော့ဖုန်း software တွေဖြစ်နေစတင်ပြောင်းလဲလာခဲ့ကြတယ်အဲ့ဒီလိုပြောင်းလဲလာပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတော်တော်များများကိုပြစ်မှတ်ထားပြီးတော့ဖြန့်ချိလာခဲ့တယ်။အရင်ကဆက်အကြီးကြီးကနေပြီးတော့လူတိုင်းရဲ့အိတ်ကက်လေးတွေမှာအလွယ်တကူအသွယ်ဆောင်သွားလို့ရတဲ့အရာတစ်ခုဖြစ်နေပြောင်းလဲပေးလိုက်ကြတာပေါ့။ဒီလိုနဲ့အရှေ့တောင်အာရှကိုပြစ်မှတ်ထားလိုက်တဲ့ဆလော့တွေမြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာတဲ့အချိန်က2019နဲ့2018အစပိုင်းလောက်မှာဖြစ်မယ်ဗျ။အဲ့ဒီအချိန်တုန်းကတော့နည်းပညာနဲ့နည်းနည်းချင်းကျွမ်းဝင်တဲ့လူတွေလောက်ပဲသတိထားမိကြပါမယ်အခုလောက်ထိတော့ဆွဲဆွဲလန်းလန်းစော့သားတဲ့လူတွေသိမရှိသေးဘူးခင်ဗျားတို့တွေသတိထားမိမလားတော့မသိဘူးအဲ့ဒီ2019နဲ့2019ခုနှစ်လောက်မှာ mobile banking တွေဖြစ်တဲ့ KPay တို့ WePay တို့ဟာ digital wallet တွေကိုစတင်မိတ်ဆက်လာပြီးဈေးကွက်တွေချဲ့ထွင်လာကြတယ်ဒီလိုနဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့ဖုန်းထဲမှာပတ်စံတွေစတက်လာကြတယ်ပေါ့ဗျာမြန်မာနိုင်ငံရဲ့အဓိကလူသုံးများတဲ့ social media က Facebook ဖြစ်တာတကြောင်နည်းပညာတိုးတက်မှုနောက်ကျတာတကြောင်အဲ့ဒီလိုအကြောင်းမျိုးကြောင့်ဆလော့လုပ်ငန်းရှင်တွေဟာမြန်မာနိုင်ငံရဲ့ဆလော့ဈေးကွက်ကို Facebook ကနေတဆင့်စတင်ထိုးပေါက်လာကြပါတယ်အဲ့ဒါတွေအပြင်တရားဝသုံးဖို့ဇလန်းတို့ရိုက်တဲ့လူတွေ Facebook ဆယ်လီတွေနဲ့ပါစတင်ကြော်ညာလာကြတယ်။ဇလန်းတွေရဲ့အဓိကကြောကတော့ပတ်စံမရှိတဲ့လူတယောက်ကိုအားလုံးကဝိုင်းပြီးတော့နှိမ်ကြတယ်။အဲ့ဒီမှာသူ့တန်ငယ်ချင်းကသူ့ကိုဆလော်ဂင်းတစ်ခုနဲ့မိတ်ဆက်ပေးလိုက်တယ်ပေါ့။သူကလိုက်ဆော်ပြီးတော့ချမ်းသာသွားတယ်ပေါ့ဗျာ။ဒီလိုနဲ့တဖြည်းဖြည်းနဲ့ဆလော်ဂင်းတွေကိုလူတွေပိုသိလာကြတယ်။အဲ့ဒီချိန်တုန်းကတော့ဆလော့ဆိုတာကိုလူတွေသိလာကြပြီ။ဒါပေမဲ့အခုလောက်ကြီးလိုက်ပြီးဆော့တဲ့လူသိမရှိကြသေးဘူး။ဒီလိုနဲ့ COVID-19 ဖြစ်ပြီးတဲ့နောက်ပိုင်း2020ခုနှစ်မှာတော့လူတွေကဆလော့ဂိမ်းတွေကိုစပြီးတော့ဆော့လာကြပြီ။ဘာဖြစ်လို့လဲဆိုတော့ကိုဗစ်ဖြစ်လာတဲ့ချိန်မှာလူတွေကအိမ်မှာပဲနေထိုင်ကြရတယ်။ပြီးတော့အလုံးမရှိကြတဲ့လူတွေကမိုဘိုင်းဖုန်းတွေပေါ်မှာအချိန်တွေစကုန်လာကြတယ်။အဲ့ဒီချိန်မှာပဲဆလော့ဂိမ်းတွေရဲ့ကြော်ညာတွေနဲ့စတင်ထိတွေ့ခင်ရကြရတယ်။အဲ့ဒီချိန်တုန်းကဆလော့ဂိမ်းတော်တော်များများရဲ့ကြော်ညာတွေမှာအိမ်မှာနေရင်းနဲ့ငွေဝင်ရမယ်။ပတ်စံတွေလွယ်ကူကူရမယ်။ငွေသွင်းငွေထုတ်လွယ်ကူမယ်။စသဖြင့်လူတွေရဲ့လောဘစိတ်ကိုပြစ်မှတ်ထားလာကြတယ်။ဒီလိုနဲ့ပဲခင်ဗျားတို့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တိုင်းဝိုင်းမှာဆလော့ဂိမ်းတွေနဲ့ဆလော့ဆော့တဲ့လူတွေကတဖြည်းဖြည်းများပြားလာကြပါတယ်
2021နောက်ပိုင်းမှာတော့စီးပွားရေးဖိအားတွေစီးပွားရေးမတည်ငြိမ်မှုတွေနဲ့အာဏာသိမ်းမှုတွေကနေတဆင့်ဆလော့ဂိမ်းတွေကိုမထိန်းချုပ်နိုင်တော့ပဲလူတွေကြားမှာဗိုင်းရပ်တစ်ခုလိုပြန့်နှံ့လာခဲ့တယ်။အခုဆိုရင်ပတ်ဝန်းကျင်မှာဆလော့ကစားတာဟာတာမန်ကစားနည်းတစ်ခုလိုမျိုးကိုဖြစ်လာပါပြီ။ဆလော့ရှုံးလို့ဘဝပြတ်သွားတဲ့လူတွေအိမ်နေပေါင်းကားတွေရောင်းလိုက်ရတဲ့လူတွေဆလော့ရှုံးတဲ့ငွေတွေကိုပြန်ရော်ဖို့ဖြစ်ပေါ်လာတဲ့လူရဲမှုတွေစသဖြင့်မျိုးစုံကိုဖြစ်ပေါ်လာကြပါတယ်။တစ်ဖက်ကလည်းအခုမှဆက်စော့မဲ့ကစားသမားတွေကိုကြော်ညာတွေစုလက်ဆောင်တွေ1000ထက်ရင်1000ရမယ်အဲ့ဒီလိုကြော်ညာတွေနဲ့ဆလော့ဂိမ်းတွေရဲ့အမောင်ပတ်ချမ်းကိုဖုံးကွယ်ထားကြပါတယ်။ Las Vegas လိုမျိုးလောင်းစားမျိုးတော်မှာရှိတဲ့ slot set တွေဆိုတာ RTP Return to Player လို့ခေါ်တဲ့စနစ်တစ်ခုရှိပါတယ်။ကစားသမားတွေကို80ပေးမယ်။ကုမ္ပဏီဘက်ကတော့20လောက်ယူပေါ့။ဒါကတော့ကျွန်တော်ဥပမာအနေနဲ့ပြောပြပေးတာဖြစ်ပါတယ်။$90၎င်း$98၎င်းဖြစ်နိုင်ပါတယ်။ဒါကတရားဝင်လောင်းကစားအဖွဲ့အစည်းကချမှတ်ထားတဲ့စည်းကမ်းတစ်ခုပါ။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ slot တွေဆိုတာငကိုကလေးကတရားဝင်မဟုတ်တဲ့ပြင် RTP rate တွေကိုမျှမျှတတဆုံးဖြတ်တာလေးမရှိပါဘူး။ခင်ဗျားတို့ပတ်ဝန်းကျင်မှာကြားနေရတဲ့စနစ်တွေထိန်းနေစက်တွေကင်နေဆိုတာ RTP rate တွေကိုထိန်းချုပ်တဲ့လူတွေဖြစ်ပါတယ်။အဲ့ဒီလိုလူတွေက RTP rate တွေကိုချတာတော့ဘာဖြစ်လဲဆိုတော့ခင်ဗျားတို့ကရှုံးတာပေါ့ဗျာ။ပထမတော့သူတို့ကခင်ဗျားတို့ကိုတဖြည်းဖြည်းချင်းပေးနိုင်ကြလိမ့်မယ်။အဲ့ဒီကနေနည်းနည်းလေးပေးထည့်လိုက်ပေးနိုင်လိုက်လောက်ကြလိမ့်မယ်။ခင်ဗျားကဒီဂိမ်းကိုလုံးဝဆွဲလန်းသွားပြီဆိုတဲ့အချိန်မှာတဖြည်းဖြည်းချင်းနဲ့ရှုံးလာလိမ့်မယ်။တကယ်တော့ဗျာဆလော့ဆိုတာရှုံးတဲ့အချိန်မှာရပ်နိုင်လိုက်ရင်အကောင်းဆုံးပဲ။ဘာလို့လဲဆိုတော့ပတ်ဝန်းကျင်မှာဆလော့ကြောင့်ငွဲသွားတဲ့လူတွေရှိရင်ခင်ဗျားတို့မေးကြည့်လိုက်အရှုံးကိုပြန်ယူဖို့လိုက်ရင်နဲ့ရှုံးသွားတဲ့လူတွေကြီးပဲအတက်နိုင်ဆုံးမစော့တာကတော့အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ပြီးတော့ခင်ဗျားတို့တွေသတိထားဖို့လိုတဲ့အခြားအချက်တွေရှိသေးတယ်ခင်ဗျားတို့တွေဂိမ်းကောင်းဖွင့်တဲ့အချိန်ဖုန်းနံပါတ်တွေတခြားအချက်လက်တွေကိုပေးခဲ့ဦးလိမ့်မယ်အဲ့ဒီအချက်လက်တွေဟာခင်ဗျားကဒီဂိမ်းကိုမစော့တော့ဘူးဆိုရင်တောင်နောက်ပိုင်းမှာ message တွေဖုန်းတွေဝင်လာပြီးတခြားဂိမ်းကိုပြောင်းစော့ကြည့်ဖို့ promotion တွေချတာပါတယ်စသဖြင့်ခင်ဗျားကိုဆက်သွယ်လာကြလိမ့်မယ်အဲ့ဒီထဲကတချို့ဆိုရင် scammer တွေစီကနေဖုန်းဆက်ပြီးလိမ်လည်ခံရတာမျိုးရှိလာနိုင်ပါတယ်ခင်ဗျားတို့တွေသိကျင်နေတဲ့အချက်လက်တွေပဲပေါက်ကြလဲဆိုတာဒီ slot game နဲ့လည်းသက်ဆိုင်နေနိုင်ပါတယ်တကယ်တော့ slot game ဆိုတာကိုမကောင်းမှန်းသိနဲ့လည်းဆက်စော့နေကြတာရှိပါတယ်တချို့ကြတော့လည်းနိုင်နုံနုံနဲ့ဆက်စော့နေကြတာရှိတယ်အဲ့ဒီလိုဖြစ်အောင်လဲသူတို့ကတမင်ကိုလောက်ယူထားကြတာပါ promotion တွေနဲ့ဆက်ဆောင်ကြတယ်ဘလောက်ရှုံးရင်ဘလောက်ပြန်ပေးမယ်တခြားဘသူကတော့ဒီ game စော့ရင်ကနေဘလောက်တောင်ပြန်ရသွားတယ်အဆရှိသဖြင့်လူတွေရဲ့လောဘစိတ်ကိုနှိုးဆွပြီးပတ်စံတွေကိုတဲ့ယူနေကြတာပါအခုဆိုရင်ဆလော့ဂိမ်းတွေကိုကြည်လက်ဒေတာတော်တော်များများမှာပါစော့လာကြတာကိုတွေ့လာရပါတယ်ပိုဆိုးတာတစ်ခုကကျွန်တော်ရွာတရားကိုအလဲဖြစ်နေခဏသွားတော့ကဘုံကြီးချောင်းတစ်ခုမှာဆလော့စော့နေတဲ့ဘုံကြီးတစ်ပါးကိုတွေ့ခဲ့ဘူးတာပါပဲဆလော့ဂိမ်းတွေဟာအဲ့ဒီလောက်ထိကိုလူမှုအတိုင်းဝိုင်းတွေမှာထိုးပေါက်နေရယူလာကြပါပြီအခုနောက်ပိုင်းကလေးရှိတဲ့မိဘတွေအနေနဲ့လည်းကိုယ့်အိမ်မှာရှိတဲ့ကလေးရဲ့အခြေအနေကိုလေ့လာသင်ဖို့လိုပါတယ်ကလေးရဲ့အခြေအနေကိုလေ့လာကြည့်ပြီးမျက်နှာမူရပြတ်တဲ့အခါမျိုးတွေပတ်စံတွေအလွယ်တကူရလာတဲ့အချိန်မျိုးမှာဆိုရင်တိတိကျကျလေးစစ်မေးစေချင်ပါတယ်ပတ်စံရရင်ပြီးရောဆိုပြီးလက်လွတ်စပယ်ထားတာမျိုးမလုပ်ပါနဲ့တကယ်လို့ခမ ्या တို့ကလက်လွတ်စပယ်ထားလိုက်ပြီလို့ခမ ्या တို့ရဲ့ကလေးရတာဆလော်ဂိမ်းကိုဆွဲလဲနေတာဆိုရင်ခမ ्या မိသားစုရဲ့အနာဂတ်နဲ့ခမ ्या ကလေးရဲ့အနာဂတ်လမ်းကြောင်းမှာပါထိခိုက်လာနိုင်ပါတယ်အထူးသဖြင့်18-19နှစ်အရွယ်လူငယ်လေးတွေဟာပတ်စံတွေတုံးညင်လာကြတဲ့အချိန်အိမ်ကမပေးတဲ့အချိန်ဒီမှာဆိုရင်ဒီလိုငွေလွယ်လွယ်ရတယ်ဆိုတဲ့ဂိမ်းတွေနောက်ကိုကောက်ပါအောင်လိုက်သွားလိမ့်ရှိကြပါတယ်။ဒါကြောင့်တင်ကိုယ်တိုင်ဆလော်ဂိမ်းဆွဲနေတာပဲဖြစ်ဖြစ်ကိုယ်အတိုင်းဝိုင်းတွေကတခြားဆလော်ဂိမ်းဆွဲနေတဲ့လူရှိတာပဲဖြစ်ဖြစ်အချိန်မီရက်ပစ်လိုက်ဖို့လိုပါတယ်။အရှုံးနဲ့တင်ရက်ပြီးဘဝတစ်တွေကိုစတင်ကြပါတန်မိုးရှိတဲ့ဘဝတွေအချိန်တွေကိုဘာမဟုတ်တဲ့ဂိမ်းတစ်ခုကြောင့်အဆုံးရှုံးမခံကြပါနဲ့လို့ကျွန်တော်ဘက်ကတိုက်တွန်းလိုပါတယ်။ online ဆလော်ဂိမ်းဆိုတာရိုးရိုးရှင်းရှင်းနဲ့နာမည်ကြီးတာမဟုတ်ပါဘူး။လူတွေရဲ့တိမ်ငယ်စိတ်တွေစိတ်ဖိစီးမှုတွေနဲ့မျှော်လင့်ချက်တွေကိုကြိုးကင်ပြီးစိတ်ရက်စစ်စင်ရေးနဲ့လူတွေရဲ့အတွေးထဲမှာပတ်စံလွယ်လွယ်ရနိုင်ကြောင်းကိုထိုးသွင်းထားတဲ့ site ဝါးတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ဒီဗီဒီယိုလောက်လိုက်ရတဲ့အကြောင်းရင်းကဆလော့အကြောင်းကိုထဲထဲဝင်ဝင်သိရှိနိုင်မှုဖြစ်သလိုခင်ဗျားတို့တွေကိုဆလော့ဆိုတာမကောင်းတဲ့ຢာတစ်ခုဖြစ်ကြောင်းသိစေချင်လို့ဖြစ်ပါတယ်။တကယ်လို့ခင်ဗျားကသာဆလော့ဆော့ရတာကြိုက်တယ်ဆိုရင်တော့ပတ်စံနေစောက်ရမ်းရှာပြီး Las Vegas လိုနေရာမျိုးမှာသွားဆော့ပါလို့အကြံပေးရင်းနဲ့ပဲဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါစေ။လူတွေအားလုံးလောဘတောကမောဟကင်းဝေးနိုင်ကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အပန်းမကြည့်ဘူးဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပြီးတစ်ဖက်တစ်လမ်းကနေကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်ဗျာ Okay ကိုလူတို့အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်